အားလုံးပဲမင်္ဂလာပါကိုစိုးကြီးကရှိုးလုံးလေးကကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲလုပ်ငန်းသုံး Big Cat Auto အမှန်လေးတွေကိုကျွန်တော်တစုတစည်းနဲ့တင်ပေးလိုက်ပါမယ်ဒီကောင်လေးကတော့2006 model လေးပါ Suzuki Quay Blue 2006မှာမီးချိန်နေပါလေးပါသွားပါမယ်ခင်ဗျာဂျပန်ကြီးပဲခူးမြို့ပေါ်လေးပါကဲမိုးကန်းချိန်နေပါပြီးသားလေးပါကဲဒီဘက်ကတော့ကျွန်တော်9 Germany G တန်း Auto အမှန်2 wheel လေးပါခင်ဗျာတော့2004 model AC power အစုံလေးပါခင်ဗျာအမုန်းကိုင်းချိန်လေးပါပြီးသားလေးပါကဲဒီဘက်ကတော့ကျွန်တော်တို့ i9 ရန်ကုန်လိုင်စင်လေးနဲ့ရမယ် Suzuki Quay Blue Auto အမှန်လေးပါခင်ဗျာကဲ1004 AC power အစုံလေးပါရောင်းချပေးမဲ့ဈေးနှုန်းလေးကတော့988သိန်းကိုညှိနှိုင်းပေးမှာပါခင်ဗျာကဲအမုန်းကိုင်းချိန်လေးပါပြီးသားရန်ကုန်လိုင်စင်ဆိုကញ្ញနာကိစ္စဝိစာလည်းအဆင်ပြေမယ်ကဲဒါလေးကတော့ကျွန်တော် i9 ရဲ့အတွင်းခန်းလေးပါ Auto အမှန်2 wheel လေးပါခင်ဗျာဒိုင်ခွက်တွေပါကြည့်လို့ရပါတယ်2004 model AC power အစုံလေးပါကဲဒီကောင်လေးကတော့9 Germany G တန်း1004 Auto အမှန်2 wheel လေးပါကဲမိုးကိုင်းချိန်နေပါပြီးသားမိုးကိုင်းဆိုလို့ရှိရင်လည်းရာသက်ပံ3လေးကဲကျွန်တော်တို့အတွင်းခန်းဆိုလို့ရှိရင်လည်းဒါကျွန်တော်စတီးထိုင်ကုန်နေပါနေနဲ့ကဲလူပဲစီစီပစ္စည်းပဲတင်နေဒါအဆင်ပြေတဲ့ကားလေးပါချမ်းကင်းနေပါနေတက်ပါမယ်ကဲဒီကောင်လေးကတော့968သိန်းကိုညှိနှိုင်းပေးမှာပါကဲ9 Germany ဂျီတန်းလေးရဲ့အတွင်းကန်းလေးပါခင်ဗျာအဲအကုန်းနေပါလေအေးပါမယ်ကဲဒါလေးကတော့ဒိုင်ခွက်လေးပါအော်တိုအမှန်2 wheel လေးပါခင်ဗျာကဲဒီကောင်လေးကတော့968သိန်းကိုညှိနှိုင်းပေးမှာပါဒီဘက်ကတော့ကျွန်တော်ဂျပန်ဂျီလေးကတော့အခုမှရောက်တာပါ2006 model ဒိုင်ခွက်တွေစိုက်ကပါတွေပြောင်းသွားမယ်မီးချိန်တွေပါတွေလည်းရပါမယ်ဒီကောင်လေးကတော့ Auto အမှန်2 wheel 4 wheel ပြောင်းတဲ့ခလုတ်တော့ပါတယ်ကျွန်တော် join ဖြုတ်ပြီးသားလေးပါကဲလက်ရှိမှာတော့2 wheel လေးသုံးရမှာပါရောင်းချပေးမဲ့ဈေးနှုန်းလေးကတော့658သိန်းကိုညှိနှိုင်းပေးမှာပါခင်ဗျာငွေချန်လက်ထက်ရေးချအားလုံးစင်ပြေချောင်းမွေးပါမယ်ကဲအိမ်မဲစီစီလုပ်ငန်းလေးပဲသုံးတော့ဒါ Auto Gear လေးတွေရပဲရွေးချယ်ခြင်းနဲ့ဆိုရင် Suzuki Quay Blue Auto အမှန်လေးတွေ3စီးရှိပါမယ်ခင်ဗျာကဲ3500အပေါ်ကနေ3600အပေါ်ဒီရှိပါမယ်ငွေချန်လက်ထက်ရေးချအားလုံးစင်ပြေစေရပါမယ်ခင်ဗျာကဲကားလေးတွေကိုစိတ်ပေါက်ဝင်သားလို့ကိုယ်တိုင်ကိုကြလာပြီးတော့ကြည့်ရှုမယ်ဆိုရင်ရန်ကုန်ရှေ့တကုန်းရာသားတွေ1 way လမ်းမကြီး9ရက်ကွက်ကျွန်တော်တို့ရွှေပြည်လမ်းသွယ်ထိပ်လေးမှာကိုယ်တိုင်ကိုကြလာပြီးတော့ကြည့်ရှုလို့ရပါမယ်ခင်ဗျာကဲအသေးစိတ်ဓာတ်ပုံလေးတွေကိုလည်းเนาะဒါ CV သုံးဖို့ကျွန်တော် Viber လေးမှာလည်းဒါပုံလေးတွေတောင်းပြီးတော့ကြည့်ရှုလို့ရပါမယ်ခင်ဗျာကဲဒီကားလေးနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့အသေးစိတ်သိရှိခြင်းနဲ့ဆိုရင်ကိုမင်းရဲ့ Viber ဖုန်းနံပါတ်လေးဖြစ်တဲ့39ခုခု1020 လီတစ်နှစ်ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်39 40 40 530 4နှစ်ကိုလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာကဲကျွန်တော်တို့ကိုမင်းပါအကုန်လုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ